ကဲနောက်တနေ့ကိုနိုးထလာပြီဆိုတော့ဟိုမှာ skeleton လည်းမီးလောင်နေပြီကဲတကားပိတ်မယ်ဒီနေ့ကတော့ကျွန်တော်တေးချာချာစီဝါရေးလုပ်ရောက်လုံနေလေရောက်မလုပ်ရဘူးလို့ဟဲ့ဩဒီကောင်တော်တော်ဆော့တယ်ကောင်မတေးပြီရောက်စောက်ပေါ်လာအောင်မငါ့မှာမမှန်နေမြားလေးကောက်ရရဲ့ဗျာကဲဒီတော့ဒီမြားအောင်ကျွန်တော်ယူလို့ရလားဟဲ့ဟုတ်ဘူးလေဟမ်နေဟာတစ်ချက်ပြီးချက်ဆိုင်ယူလို့လည်းမရဘူးနေပေါ့ယူကွာဟုတ်တယ်ဟေးဇုခကဲဒီတော့ကျွန်တော်အခုအိတ်ထဲမှာဘာရှိတယ်ဘာမှမရှိတယ်ကျွန်တော်သူများရဲ့အထက်ကသွားခိုးမယ်လို့စဉ်းစားထားတယ်အားရှိဒီမှာလှေလေးပဲမစိုးဒီလှေလေးကိုစီးပြီးတော့ငါတခြားနေရာကြီးရှောက်ရှာဟယ်လိုငါတော့မရှိဘူးကွာဒီရေရလဲဒါရဝင်ပြီးသွားတယ်ထင်တယ်ဒါဆိုရင်ဒီအိမ်ရောဒီအိမ်ထဲမှာပစ္စည်းရှိမယ်လို့မျှော်လင့်တာပဲဟာရောက်တက်တာကြီးဟုတ်ပြီလေဟာအများကြီးပဲကွာပြောသွားပြီကဲခုတော့ကျွန်တော်ဒီဓာတ်တစ်ချောင်းယူလိုက်မယ်ဓာတ်ကြီးကစုပ်ပါတယ်ကောင်းတဲ့ဓာတ်လေးယူမယ်ပြီးရင်ဒီလှန်လေးတစ်ချောင်းလေးယူမယ်ကွာပြီးရတယ်ဒီမြားလေးယူရမယ်ဒါအကျိုးနှစ်ချောင်းနော်ဟုတ်ပြီအဲ့ဆိုရင်ငါဒုတ်တစ်ချောင်းလေးယူမယ်ပြီးရင်ပေါက်တူးကလည်းလိုအပ်တယ်ဒါပြီးရင်ဘာလိုသေးတယ်ဒီဒိုင်းကလည်းလိုသေးတာပဲပြီးရင်မီးတုပ်ကလည်းကန်အောင်မှာရေတုပ်လေးကလည်းတခုပြုတ်ကြမှာဆိုတော့ရေပုံးလေးလည်းတည်ရမယ်ပစိန်လေးကလည်းပေါက်ဖို့လိုအပ်သေးတာပဲသူ့ဘာကိုကုန်းသားခိုးလိုက်ပါသူများစီရရော့ခိုးမိလက်စားနဲ့အဲ့တော့သူ့ငါသူများနဲ့ပြင်ပါဒူးလေးနဲ့ပြင်ပါမဟုတ်ဒီမှာအင်ကြီးလေးရှိတာပဲအင်ကြီးဘောင်းမီဒီမှာ ion ink UV ပြီးရင်ဘာခိုးလို့ရသေးလဲဆိုတော့ဒီတစ်တုံးနဲ့တော့လောက်ခိုးမှာကွာတဝက်ပဲယူရနော်မင်းငါ့ကိုကျေးဇူးတင်ဒီထက်တဝက်ယူမယ်ပြီးရင်ဒီထက်တဝက်ယူမယ်ကဲဒီလောက်ဆိုရင်တော့ဒီငါးလေးကတော့မွန်လာဥလေးကငါးလုံးလောက်ယူခဲ့မှာကွာလုံလောက်ပြီလို့ထင်ပါတယ်ဟုတ်ပြီငါတနေရာခီးဆက်ကြတာပေါ့ငါမှအင်ကြီးရှိတာပဲမိနေရရော့ပြန်ထားပေးမယ်ရော့မင်းကြီးလည်းမပါမြင်ပြန်ယူโอเคဒီပါငါတငါတယ်လုံးချင်သေးတာဆိုတော့ဒါလေးကလည်းလိုအပ်သေးတယ်မြေအောင်ငါအင်ကြီးကအုတ်ထုတ်တွေဖက်နှက်တွေအကုန်စုပ်ပြတ်တတ်နေပြီပဲအဲ့ဆိုရင်ဒီထဲမှာငါပါရတယ်ဖက်နှက်ရရဗျာဖက်နှက်ယူမယ်ဘောင်းမီရောဘောင်းမီအောက်ကိုရှော့ယူလို့မရအောင်โอเคဒါဆိုရင်ငါဖက်နှက်ကိုလဲလိုက်မယ်သူ့ဖက်နှက်ဆုပ်ပြန်ပေးလိုက်မယ်ဟဲ့လေရောက်ခင်ဗျားဖက်နှက်ဆုပ်ယူပြီးရင်ငါဘာလဲမသိတွေ့သေးတယ်ဒါဘာလုပ်တဲ့ဟာလဲရှီရသွားဟောသုံးမွေးရိတ်တဲ့ဥစ္စာထနေဟုတ်ပြီအဲ့ဆိုဒီဥစ္စာလေးယူရမယ်သုံးမွေးလေးပါလေရိတ်လို့ရတာပေါ့ let's go ကျွန်တော်ရဲ့နေ့တနေ့တာခီးပြန်စတင်လိုက်ပါအောင်မယ်ခင်ဗျားတို့ကျေးဇူးတင်ပါတယ်သိလားကို Florence တက်တာကဲခုကတော့ကျွန်တော်ပင်လယ်ထဲကနေပြီးတော့ခီးရင်ထွက်ကြတာပေါ့ဗျာသူများစီကခိုးတင်တာလဲခိုးခဲ့ပြီဆိုတော့ကဲဟိုရှိရလှေစီကျွန်တော်ပြေးသွားပြီရခဏလေးငါးတွေအရန်ပေါ်နေငါးများစားအောင်မယ်ငါးနှစ်ကောင်လောက်တော့များခဲ့တာကောင်းတယ်ရော့ငါးကြီးကျွန်တော်မြင်ကြောက်သွားမှာဆိုတော့ပုံနောက်မှာကွယ်နေရမယ်များတယ်ဇီရီကခဲနေရပဲအရန်အေးလို့ထင်ပါတယ်ကဲရပြီပါငါးကောင်ရပြီ
ဟုတ်ပြီကွာစင်ပြေတယ်လမ်းမှာငါးကြော်လေးပါရေးစားရတာပေါ့ကဲကျုပ်ဒီလေးကိုကျုပ်မစီတော့ပါဟိုဘက်နာလေလေးကပိုလှနေတယ်ဖြူဖြူလေးခုနလေကမဲမဲကြီးဆိုတော့တိတ်မလှဒီလေးအဖြူလေးကိုကျုပ်စီးရမယ်ဟူးကဲကျွန်တော်ရဲ့နေ့တနေ့တာစွန်သားကိုင်းရောက်ရှိလို့လာပါပြီဟဲ့ဟိုကောင်းငင်ကထစ်ထစ်ကြီးကဘာကြီးလဲအေးပေါ့အဲ့ဘက်ကငါသွားကြည့်ရမယ်ဒါပေမဲ့လောတဲ့ဒီတဲထဲမှာတူးပြီးတော့ရွာသားနဲ့အတူနေကောင်းမလားကောင်းမအောင်လေဒီတဲနားမှာပဲငါအိမ်လေးတိမ်ဆောက်တာကောင်းမယ်ထင်ပါတယ်နေရောဒီဘက်နာမှာနေရတနေရရှာလိုက်မယ်โอเคသိတော့မထူးပါဟိုမှာနွားတွေ့ပြီနွားတွေ့ဆိုတော့အဆင်ပြေတာပေါ့တဟဟယ်လိုဒါနောက်နေဒီနွားကဲကျွန်တော်တို့အခုထီးကျက်ဟိုထိုင်းမင်းလာဘာကြီးလဲအမြင့်ကြီးပဲဟိုကောင်းငင်ကထစ်ကဘာကြီးလဲဟာစားပြီလို့သိကျင်သွားပြီကဲကျွန်တော်တို့ဒီနေရာထဲမှာရေလုံးပစိန်လေးနဲ့ကျွန်တော်ချင်းပေါက်မှာဗျာโอเคလက်နဲ့တရားအရင်ဆုံးတာပဲရွာသားကြီးကခိုးခဲ့တာဆိုတော့လေပြည့်စုံပဲပေါ့တက်တုံးနေလည်းရှိပြီ crafting table ရှိပြီဆိုဘာလုပ်မလဲဆိုတော့ဒီနားမှာအိမ်ဆောက်ဖို့ကြိုးစားရမယ်ဒီနားမှာငါ့ရဲ့ကိုယ်ပိုင်အိမ်လေးနဲ့ဆိုအဆင်ပြေတာပေါ့ကွာကဲခုနကရွာသားဆိုတော့ခဏလေးငါခုနကသုံးဝရိတ်တဲ့ညက်လေးလှုပ်လာခဲ့ဆိုတော့ဒီနားအကောင်လေးညက်ချင်မရလားဟေးတို့တက်ဆရာမလို့ပဲသုံးဝရိတ်ရအဆင်ပြေတာပေါ့ကိုယ်ပိုင်အိပ်ရာလေးတခုဖန်နီးနိုင်တော့မယ်ကျေးဇူးတင်ပါတယ်သုံးကလုံးကြီးလာသုံးမဲလေးသုံးဝရိတ်ချင်ရောက်ပြီစင်ပြေတယ်ဒီဘက်ကသုံးမဲလေးရောဘုတ်ပြင်မြောင်ကြီးဘုတ်ပြင်မြောင်ကြီးချက်သွားပြီကွာကဲသုံးမဲလိုက်ရကြပေါ့တယောက်တည်းဆော့ရတဲ့ solo player ရဲ့အတွက်ကပြင်းမှုကောင်းတာပေါ့ဒီလိုမျိုးစိုက်ပြေးလုံးမရတာပါစင်ပြေတယ်ရှေ့မှာလည်းတိုးတွေဆိုတော့တိုးမွေးရတခါရေးရမယ်အိယာတွေကော်စောတွေလိုအပ်တာတွေအကုန်လုံးဖန်တီးရမှာပေါ့နေရောနေရှိရပါလေအဲ့ဝတ်သားစားမယ်ဝတ်သားစားဖို့အချိန်ရောက်ပြီကွာဟဲ့ရှော့အဲ့ရမသိဘူးလားငါများမပြစ်တတ်ဘူးဆိုရင်ဒီကောင်ငါ့ကိုစော်ကားရတာအေးဆေးပဲပေါ့ဘယ်ပါလဲဟာကြောက်တိုင်းကြီးကြောက်စရာကောင်းလိုက်တာဒီဘက်ကိုစွန်းကားကန်းသွားရင်ကောင်းမလားခဏလေးဒီဝက်ကငါ့ကိုစိတ်ကောင်းနေတာညမဟုတ်သေးပါဒီလမ်းမလို့တော့ကဲလာပြီထိုးပြလာပြီဟာအဲ့လိုမဟုတ်ဘူးတဲ့ထိုးလာပြီထိုး
ထိုး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 မသိဘူးလားထိုးဟဲ့တေးလို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 ့မင်းမသိဘူးလားတေးလို့မင်းမသိရင်လည်းနေကွာရောက်မုံလာဥစားမင်းငါ့ကိုချစ်တာဆိုရင်ငါလည်းတက်ရတာမောပြီဆိုတော့မုံလာဥပဲကျွေးခဲ့ပါတယ်တက်တာစာရနာအော်နင်းနေအောင်ကြာနေခဲ့ပြီပေါ့နင်ထပ်စားရင်တည်းဟာလားရောက်စားကျွေးလို့လည်းမရတော့ဒီပေါ့ငါပဲစားတော့ညရောက်ပြီကွာရွာပြန်ရတော့မယ်အောင်မငါ့ကိုရမ်းနေချစ်နေဟာလားနင်းဟာလည်းကွာဟာရှေ့မှာတိုးပဲမွညံ့မရောက်တိုးဖြစ်မြောင်ကြည့်နေငါ့ကိုကဲရွာပြန်ညရပေါ့ရွာကလည်းဝေးတောင်ဝေးသွားသလိုပဲဒီကောင်ခုနငါ့ကိုချစ်လိုက်ရဲဆိုတော့ဝက်ကဘာလို့လိုက်မလားဝက်မုံလာဦးကင်လို့သူကလိုက်တာလားနင်းခုနတိုးဖြစ်မြောင်အမွေးပေါက်တာမြန်လိုက်တာဘာကြောက်စားလိုက်ပါကောင်းလိုက်လားစင်မီလေငါနေတစ်ကောင်လေးနဲ့ငါသုံးဝေးအများကြီးရမှာဟုတ်ပါကြည့်ကပ်ပလီယုံနဲ့ကြည့်ပါအောင်ငါကြည့်အားရပေးလာပြီကဲတော့ငါဘာလို့ကြောက်နေရမှာလဲဓာတ်ခိုင်ထိုင်ရတာပဲကဲကွာပြီးဟာအမြန်ပြေးပြီဟေးဥက္ကလန်ကျွန်တော်လိုက်လုံနေရဟိုကောင်နေတလားဟိုကောင်နေကျွန်တော်လိုက်လုံနေရချရေးချကိုလန်ကွာချဟေးချကောင်းလားတော်တယ်ရေးအမေကောင်းကြီးနေငါငါမင်းတော့ပါထင်းနေတာစုပ်ပြက်နေတာသေတော့မယ်လူကြီးတော့ရှော့မင်းကမုံလာဦးစားသလားစားမလားဟဲ့တနာပါနင်းနေရမ်းကြနေတာပဲနင်းနေဆိုဒီရှက်ရွာလေးပဲဒီလိုနှင်းကြရဲ့အရေးကြီးမှနေရအဆင်မပြေတော့ကွာစောင်းရည်အောင်ရောက်နေခဲ့နင်းတယောက်တည်းအိတ်နေများတာပေါ့စားပေါ့အိုလီဗီယာစားလားစားနေပေါ့စားတော့ဦးလေဘိုက်ပြေးလို့အိတ်တော့မယ်မိုးလဲရွာတယ်နှင်းလဲကြတယ်ဒီလိုအထီးကျန်တဲ့နေ့ရမျိုးပါကွာဟုတ်ဗျာဒီနားမှာမိုးရွာလို့ဒီနားမှာနှင်းကြတယ်ခင်ဗျားတို့ကိစ္စလည်းမလွယ်တဲ့ကိစ္စပါလားကဲဗျာကျုပ်ဒီနားမှာမုံလာဥမရှိဘူးခကဲလိုပဲဖြစ်ကျုပ်ကတော့ဒီတိုင်းသွားရမှာပဲဒီအိမ်ထဲမှာအိယာရှိသလားသိပါရင်ငါအိယာရှိရဲ့အိမ်တိုင်းမှာသွားပြီးနေတာကောင်းပါတယ်ခုနကဒီပင်လယ်ကမ်းစပ်နားလေးကအိမ်တိုင်းကအိယာရှိရဲ့လူလဲရှင်းနေဆိုတော့ငါသွားနေတယ်ဒါနှစ်ယောက်အိမ်ဟဲ့လင်မယားရလားကပ်ပေလားအညာငင်းနာမည်ရလဲဟေးညနေညအိမ်မိမိအိမ်လေကွာညအိမ်မိမိအိမ်နောက်နေ့မနက်မှထုံးပြီတမိမိခဲ့ပြီဆိုတော့ကြောင်းညာဘယ်ရောက်သွားလဲကြောင်းကဲပါကြောင်းတော့ဟိုဘက်ရောက်သွားပြီဆိုတော့
အေးပါမင်းကငါကြော်ကျွေးပြန်ငါးကြော်ရှိရကြောင်ငါကြော်သွားကျွေးရမယ်ဟဲ့တငါတဲ့ကြီးငါကြော်ကျွေးခြင်းတော့ဒီမှာငါကြော်ကျွေးမလို့ဘာလဲဟာငါကြော်ကြပြောက်သွားရမင်းကငါကြလာဘူးတော့ပဲလည်းမလုပ်ဘူးအေးပါရပါတယ်ငါဒီညတော့အဆင်ပြေသလိုလေးပဲဒီကန်းဆက်ကအိမ်လေးမှာအိတ်လိုက်တော့မှာဒီနေ့မှာလူတဲရှင်းနေဆိုတော့ဒီနဲ့ဟိုရင်နဲ့ဆိုဘယ်ရပို့လာလဲဒါလေးကလည်း CPU river view လေးပေါ့နော်ဒီအိမ်လေးကပို့ပြီးတော့ view လာမယ်လားမသိဘူးနိုးတာနဲ့ပင်လယ်ကြီးကိုမြင်ရမှာဆိုတော့ refreshing ဖြစ်တယ် okay လောလောဆယ်မှာငါတို့ crafting လုပ်ကြအောင် crafting table ထဲမှာထည့်ပြီးတော့လုပ်မယ်ဆိုရင် crafting table ကိုဒီနားမှာစောက်လိုက်မယ် okay အဲ့ဒါငါဓာတ်လေးရသေးတယ် okay ဟုတ်ပါပြီဒီတော့ငါအိမ်ကိုနောက်နေ့ကျရင်ပိုကောင်းအောင်စောက်ဖို့အတွက်ဓာတ်လိုရမယ်လေကားတစ်တွေလိုရမယ်ပြီးရင်ဓာတ်ထက်လိုအောင်မယ် okay ဘာပဲဖြစ်ပါလိမ့်ခုနကကောက်ခဲ့တဲ့ဥစ္စာရှိသေးလားမသိဘူးဒီတုပ်လေးကိုဒီမှာထွန်းရမယ်သူများတွေကစောစောအိတ်တာဆိုတော့မီးမိတ်ပေါ့ငါတော့မီးလင်းမှကြိုက်တာအိတ်မယ် good night